Hello 皆さんこんにちはဂျပန်နစ်စတာရီပိုင်းမှာကြိုဆိုပါရစေဝါတာရှိခုပြပြပေးသွားမှာကတော့ဂျပန်အတန်ထွက်ခုနှစ်မျိုးတွေကနံပါတ်1စေအွန်မူလအတန်ထွက်လေးကိုပြပြပေးသွားပါမယ်ပထမဆုံးအနေနဲ့皆さんတို့ကရိုမာကြီးနဲ့ရေးထားတဲ့အတန်ထွက်လေးတွေကိုမှတ်မိအောင်ကြည့်ရပါမယ်နော်ဝါတာရှိရဲ့ဂျပန်နစ်အတန်ထွက်လေးကလိုအပ်ချက်လေးတွေရှိနေသေးတဲ့အတွက်နားလည်ပေးကြပါနော်အရင်ဆုံးဝါတာရှိကစေအွန်မူလအတန်46လုံးကိုဖတ်ပြပေးသွားပါမယ်အい、う、え、お、か、き、く、け、こ、さ、し、す、せ、そ、た、ち、そ、で、ど、な、に、ぬ、ね、の、は、ひ、ふ、へ、ほ、ま、み、む、め、も、しゃ、しゅ、しょ、ら、り、る、れ、ရိုဝဟိုအွန်ဆိုပြီးတော့စိတ်အွန်46လုံးရှိပါတယ်စိတ်အွန်46လုံးထဲမှာချွန်းချက်အနေနဲ့အတန်ထွက်၄ခုရှိပါတယ်နံပါတ်1အနေနဲ့စရှိစုဆက်ဆိုတဲ့ကရှိဆိုတဲ့အတန်ထွက်လေးဖြစ်ပြီးတော့နံပါတ်2 3အနေနဲ့တချိစွတဲ့တိုတဲ့ကချိအတန်ထွက်လေးနဲ့စွအတန်ထွက်လေးဖြစ်ပါတယ်နံပါတ်4အနေနဲ့ဟဟိဖုဟဲ့ဟိုတဲ့ကဖုဆိုတဲ့အတန်ထွက်လေးဖြစ်ပါတယ်ဝါတာရှိခုပြပြပေးခဲ့တာလေးတွေကမီနာဆန်တို့အတွက်ကြိုးရှိရဆိုရင်ဝါတာရှိကောက်လေးကို follow နှိပ်ခဲ့ပေးပါနော်ဘိုင်ယိုမှာရှိတဲ့ဝါတာရှိရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ် bye bye